သင်ခန်းစာ6 comfort zone ကနေထွက်ဖို့လိုတယ်။တခါတလေရပီတို့ကိုယ်တိုင်က comfort zone ထဲမှာရှိနေမှမသိနေတဲ့အခြေအနေတွေလည်းရှိတတ်တယ်။ရှင်မီတို့ဆွေမျိုးထဲမှာဆိုရင်ရှင်မီကပထမအဆုံးပြပမှာကြောင်းတက်ခွင့်ရတဲ့တူပေါ့နော်။အဲတော့ဂျပန်လိုနိုင်ငံမျိုးဆိုတာကကိုပြပရဲ့ဒီ background အရာစိတ်ကူးတာအောင်မရင်းခဲ့ဘူးပေါ့နော်။ဒီလိုနဲ့ယမင်းတငယ်ချင်းရဲ့နေအောင်အင်္ဂလိပ်စာနဲ့ပဲရှောက်လို့ရမယ့်အကြောင်းတွေကိုလိုက်ရှောက်ကြည့်မယ်ဆိုပြီးတော့တညလုံးပေါ့နော်အင်္ဂလိပ်စာတွေကိုညတိုင်းနီးပါးလေ့ကျင့်နေယမင်းအမှန်တော့ဒီမြန်မာမှာဆက်နေလို့ရတယ်ဘာလို့ဆိုတော့အလုပ်အကင်လည်းခြေချာရှိတယ်လားစားလည်းအဆင်ပြေတယ်ပေါ့နော်ဒီကိုခြေတာကိုပေါ်ရက်တည်နိုင်တယ်ပေါ့နော်ဒါပေမဲ့ယမင်းဘာလို့0ကနေဂျပန်မှာပြန်စားဖို့လမ်းကိုရွေးလဲဆိုရင်တစ်ချက်ကရှင်မီကကြောင်းမပြီးသေးတဲ့အတွက်ကြောင့်အလုပ်ထဲမှာတက်လန်းနေရဖို့မြင်တိတ်မမြင်နေဘူးပေါ့နော်ပြီးတော့ကိုလည်းမတိုးတက်လာဘူးလို့ခံစားရတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးပေါ့နော် comfort zone ထဲမှာငါရောက်နေပြီဆိုပြီးကို reflect လုပ်မိသွားတာကြောင့်ရှင်မီရအောင်ထွက်ဖို့လမ်းနေရှာခဲ့တယ်ပေါ့နော် comfort zone ကနေထွက်ဖို့လုပ်ရင်ကို grow ဖြစ်လာတယ်လို့ခံစားရတယ်ပြီးတော့ comfort zone ကနေထွက်ဖို့ကြိုးစားခဲ့တာကြောင့်တတိနည်းနည်းပိုရှိလာပြီးတော့ငါလုံးနိုင်တယ်ဆိုတဲ့အတွေ့အကြုံဝင်လာတယ်။ဥပမာပြိုင်ပွဲတွေပြိုင်နိုင် speaking club တွေ join တာမျိုးကနေပြီးတော့စပြီးလုပ်လို့ရတယ်။နောက်မှ ready ဖြစ်မှ comfort zone ကနေထွက်ဖို့မလုပ်ဘဲနဲ့ချက်ချင်းအကောင့်ထဲပေါ်ကြည့်လိုက်ပါ။အားလုံးပဲတတာ